လမ်းပြောက်ပြီးစိတ်ပြက်အားငယ်နေတဲ့အမ်မာနဲ့အက်စတာတငယ်ချင်းနှစ်ယောက်ကလက်ကလေးကိုတွဲပြီးတော့သူတို့ရဲ့ဂေါ့ဆိုတဲ့ဖျားသခင်စီကိုအားကိုတကြီးအပြေးအလွှာသွားပါတဲ့ဖျားသခင်စီကိုရောက်တဲ့အခါမှာသူတို့ကအခက်ခဲတွေဖြစ်နေတဲ့အကြောင်းဘလို့လမ်းတွေပျောက်နေတဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာဖျားသခင်ကပြောလိုက်ပါတယ်နားထောင်အမ်မာနဲ့အက်စတာသင်တို့ကိုငါကိုယ်တိုင်ကမေတ္တာနဲ့လမ်းညွှန်မှုတွေပဲပေးနိုင်တယ်သင်တို့ကိုယ်တိုင်ကသင်တို့ရဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ကိုတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီအခက်ခဲပြဿနာတွေကိုသင်တို့ရဲ့ထွန်းလင်းတဲ့ဉာဏ်နဲ့ကင်တွယ်ဖြေရှင်းမှသာရလိမ့်မယ်လို့ပြောလိုက်တဲ့ဒီအမ်မာနဲ့အက်စတာအကြောင်းလေးကိုပြောရတဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့လမ်းပြောင်းမှုတွေအခက်ခဲတွေကိုကိုယ်တိုင်ပဲဖြေရှင်းရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပြခြင်းဖြစ်ပါတယ်